မင်္ဂလာပါအခုတလောစင်ရဲနွမ်းပါတဲ့မိသားစုဝင်တွေကနေပြီးတော့မှအထူးကျွန်းလာကြတဲ့မျိုးဆက်သစ်သားကောင်းယရနာလေးတွေသမီးကောင်းယရနာလေးတွေလူစွမ်းအရင်းမြစ်ကောင်းကလေးတွေဖြစ်တဲ့တုတ္တဆုံလင်ဗုဒ္ဓဝင်ကသမီးအိတ်ချစ်သူတို့လိုနောက်တစ်ခါကျူရှင်မယူဘဲနဲ့ကြည်တွဲမှာလေးပါးသာဂုံလူနဲ့အောင်မြင်ခဲ့တဲ့သမီးနေကြည်ထွေးတို့လိုနောက်တစ်ခါခရီးပန်းကောက်ရောင်းရင်းနဲ့ဟလာဂုံလူတွေရရှိခဲ့တဲ့ဟလာသားလေးတွေပေါ့နော်စသည်အဖြစ်အဲ့လိုကလေးတွေတော်တော်လေးတွေ့နေရပါတယ်နော်ဒါတွေကပါလဲဆိုတော့ဦးဇင်းတို့နိုင်ငံအတွက်လူစွမ်းအရင်းမြစ်ကောင်းနေစံနမူနာထားပြီးတော့နော်ထားရမယ့်လူငယ်လေးတွေပေါ့ဒါတွေကိုဦးဇင်းတို့ဒါသားရီသမီးတွေအတူယူတဲ့နဲ့ပြရုပ်တစ်ခုပဲပေါ့သူတို့ကတော်တော်ခက်ခဲတယ်ဘဝယက်တီဖို့ကျောင်းဝတ်ဆောင်အတွက်တောင်မှခက်ခဲတယ်ဗျာနော်ကျောင်းသွားဖို့လမ်းကြီးတွေခက်ခဲတယ်ကျောင်းပုံမှန်ကျူရှင်တက်ဖို့မတက်နိုင်တဲ့သူတွေရှိတယ်စာအုပ်ဝယ်ဖို့ခက်ခဲနေတာတွေရှိတယ်နောက်ကဒီကိုအတန်းမှာတင်ထောက်ကိုပစ္စည်းတွေဝယ်ဖို့ခက်ခဲတာရှိတယ်စတဲ့ခက်ခဲတွေအများကြီးဒါဆိုမခက်ခဲတဲ့သားတို့သမီးတို့ကသူတို့ရဲ့စိတ်သက်မျိုးရှိမယ်ဆိုရင်သူတို့ထပ်ပို့ပြီးတော့အောင်မြင်မှုတွေရနိုင်တယ်နော်အောင်မြင်မှုတွေပို့ရနိုင်ပါတယ်အဲကြောင့်သားတို့သမီးတွေကအခုနေကြည်ထွေးတို့အင်ချစ်သူတို့စတဲ့ကလေးတွေကိုဝိုင်းဝန်းပြီးတော့ပံ့ပိုးနေကြတာစောင့်ရှောက်နေကြတာအတိမတ်ပြုနေကြတာဒီစင်းရဲလွန်းလို့တနာစာပေးစာကမ်းစာလုပ်နေကြတာမဟုတ်ဘူးเนาะအဲ့ဒီနွန်ကြားကနေရုံထွက်မယ်ဆိုတဲ့ကြာတပွင့်ရဲ့စိတ်သက်ရှိကြတဲ့တကယ်လဲလက်တွေ့ရုံထွက်ပြီးတော့ကြိုးစားနေတဲ့ရလက်ကောင်းတွေရနေတဲ့အတွက်ကြောင့်အဲ့ဒီစိတ်သက်တွေကိုအတိမတ်ပြုခုံပြုနေကြတာဖြစ်ပါတယ်ဒါကြောင့်သားလေးသမီးတွေကဒါကိုမြင်တတ်ဖို့လိုပါတယ်နော်စင်းရဲတို့ဝိုင်းပံ့ပိုးပေးနေတာမဟုတ်ဘူးစင်းရဲတိုင်းသာပံ့ပိုးပေးမယ်ဆိုဦးဇင်းတို့မြန်မာနိုင်ငံမှာစင်းရဲသားတွေအများကြီးပဲဟုတ်လားနွန်ကြားကနေရုံထွက်နေတဲ့ကြာတပွင့်စိတ်သက်သူတို့မှရှိတယ်နော်အဲ့လိုရုံထွက်ပြတဲ့အတွက်ကြောင့်နော်အတိမတ်ဝိုင်းပြုပေးနေကြခြင်းဖြစ်ပါတယ်ဒါဟာအတူယူရမှာဖြစ်တယ်အဲ့တော့သားတွေသမီးတွေကလည်းပဲသူတို့ဒီလိုခက်ခဲကြားတဲ့ကတော့ရအောင်နော်ဒီလိုမျိုးစွမ်းဆောင်ရည်တွေရှိတယ်ဆိုရင်ငါတို့ရောဘာလို့မရမှာလဲဆိုတဲ့စိတ်ဓာတ်တွေဒါတွေသမီးတွေမှာရှိဖို့လိုပါတယ်နော်ဒါတွေသမီးတွေမှာပြည့်စုံနေတယ်ဆိုရင်စိတ်ဓာတ်နဲ့ပေါင်းလိုက်မယ်ဆိုရင်သူတို့ထက်မကတဲ့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ဦးဇင်းတို့နိုင်ငံအတွက်လည်းကောင်းတယ်နော်လူစွမ်းအရင်းမြစ်ကောင်းတယ်လူတော်လူကောင်းတယ်ရည်ချင်းရှိတဲ့ရည်သွေးကောင်းတဲ့လူတွေအများကြီးပေါ်ထွက်လာမှာပေါ့နော်တိုင်းပြည်မတိုးတက်ဘူးဆိုတာကလည်းဒါတွေသမီးတွေညံ့နေရင်တိုင်းပြည်မတိုးတက်နိုင်ဘူးနော်ဒါတွေသမီးတွေရည်သွေးကောင်းမှ